မြန်မာကျောင်းသားတွေတက်အတိကလုပ်ပေးတဲ့မြန်မာ Career Summit ပွဲလေးမှာ Event Operation Supporter အနေနဲ့ Volunteer လုပ်ခဲ့တဲ့အတွေ့အကြုံလေးကို share လုပ်ပေးပါမယ်။ညနေရဲ့အလုပ်ကတော့ညတာဝန်ယူထားတဲ့ Japan Food ဆိုတဲ့ company ကိုသူတို့ရဲ့သက်ဆိုင်ရာနေရာကိုလိုက်ပို့ပြီးတော့သူတို့ကိုပြင်ဆင်တာတွေကူညီပေးရဖြစ်ပါတယ်။နောက်စီစဉ်ကတော့ company တွေရဲ့သူတို့ရဲ့သက်ဆိုင်ရာအကြောင်းတွေကို share လုပ်ပေးရပဲဖြစ်ပါတယ်။အဲ့လိုမျိုးလိုက်နာထောင်ရင်းနဲ့ပြန်သွားတဲ့အခါမှာ12နာရီထိုးတော့လမ်းပေါက်ယူပြီးတော့ APU ကနေဆွဆွကဲဖြစ်သွားတဲ့ညီမ senior တွေရဲ့စကားဝိုင်းကိုနားထောင်ရပါ senior တွေကသူတို့ဂျပန်မှာလုပ်ခဲ့ရတဲ့အလုပ်တွေ့ကြုံတွေဘယ်လိုရှောင်ရမယ်ဆောင်ရမယ်နည်းလမ်းတွေအကုန်လုံးကိုလည်း sharing လုပ်ပေးသွားပါတယ်အဲ့တော့ပွဲလေးကနေတည်လာရဲပေါ့နော်ဂျပန်မှာအလုပ်လုပ်ရှင်ဘာကြီးပြင်ဆင်ထားတင်လဲနံပါတ်1ကတော့ကိုယ့်ရဲ့ third year 6 or 7 semester မှာဆိုရင်ကိုက job hunting ကိုစပြီးတော့လုပ်တင်နေပါပြီနောက်တစ်ခုကတော့ JMBT လက်မှတ်ရဲ့ကိုယ့်ရဲ့ speaking skill ရဲ့ပါနောက်တစ်ခုကတော့ကိုယ့်ရဲ့ university ကနေပြီးဒီလိုပွဲမျိုးတွေရှင်းမတဲ့အခါမှာ join မှာပြီးတော့လို့ရှိရင်နောက်ဝတွေအများကြီးဖန်တီးပါပြီးတော့လို့ရှိရင်တော့ကိုယ့်ရဲ့ uni ကနေပြီးတော့ offer လုပ်တဲ့အပြင်မှာလည်းရှိရဲ့ internship တွေကို join မှာပေါ့နော်အဓိကတော့ဂျပန်မှာအလုပ်လုပ်ရှင်တဲ့သူတွေအတွက်ဖြစ်ပါတယ်ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ thanks for watching bye bye